နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြတ်တန်းသည်ဒီကနေ့မနက်ပိုင်းမှာစပုတ်တီရီမြို့နယ်အမှတ်140မူလွန်လက်ပံကားလာကျောင်းမှာမြို့နယ်စဉ်ဌာနဆိုင်ရာတာဝန်ရှိသူများမြို့နယ်ရေးအသင်းဖွဲ့များနဲ့ဒေသခံသူများစုပေါင်းပြီးကျောင်းပတ်ဝန်းကျင်တန်ရှင်းတရားလှပရေးစောင့်ရည်မှုအခြေအနေများကိုကြီးစုစစ်ဆေးကလိုအပ်တာများမှာကြားပြီးကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အလူငွေကျောင်းစာကြည့်တဲ့အတွက်စာအုပ်စာဆောင်များနဲ့တင်တောက်ကိုပစ္စည်းများတာဝန်ရှိသူများထံပေးအပ်လူရန်ပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်တာဝန်ရှိသူများနဲ့အတူပြည်မနာမြို့ကံဦးကျေးရွာအုပ်စုရန်ကုန်မန္တလေးလမ်းဟောင်းတိုင်းကျိုးစိုးပါဤဆိုင်ဘုတ်တီမြို့ဝင်လမ်းဘေးဝဲရာစုပေါင်းတန်ရှင်ရေးဆောင်နေမှုကြီးများကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလိုအပ်တာများမှာကြားခဲ့ပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်တာဝန်ရှိသူများနဲ့အတူပြည်မနာမြို့မင်္ဂလာရှမ်းကန်ရေလက်ဖျားသို့တွားရောက်ဖူးမြော်ပြီးအလုံငွေများပေးရလှူဒါန်းခဲ့ကရှမ်းကန်ပတ်လည်းတန်ရှင်းတရားလှပရေးဆောင်ထားမှုများကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများမှာကြားခဲ့ပါတယ်အလားတူနေပြည်တော်တွင်ပတ်ဝန်းကျင်တန်ရှင်းတရားလှပစေရေးနဲ့ရေစည်းရေလာကောင်းမွန်စေရေးအတွက်ကြံရှိတဲ့မြို့နယ်များမှာလည်းစုပေါင်းတန်ရှင်းရေးလုပ်ငန်းများကိုအပတ်စဉ်စနေနေ့တိုင်းအရှင်အုံဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ဆက်လက်ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌသည်တာဝန်ရှိသူများနဲ့အတူပြည်မနာမြို့ပန်းမြိုင်လေဥယျာဉ်သို့တွားရောက်ပြီးအများပြည်သူလာရောက်လက်ပတ်အပန်းဖြေနေရာများပြင်ဆင်ဆောင်ရွက်ထားရှိမှုအားတွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်လိုအပ်တာများမှာကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ